လုံးပဲမင်္ဂလာပါရှင်မင်းတို့ရဲ့ရွှေစုရနာဆိုင်ရာလေးပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီတစ်ခါမှာတော့မမင်ကစွတ်စွတ်ခက်ခဲနီလာအဆက်လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါရရှင်ဒါလေးကတော့စွတ်စွတ်ခက်ခဲလေးမှာပေါ့နော်ချက်ပုံစံလေးခတ်ပေးထားတဲ့နီလာအဆက်လေးပဲဖြစ်ပါရရှင်မင်းတခုချင်းစီလေးပြပေးပါမယ်နော်ဒါလေးရပါတော့တဘာဝမိုးကုန်းနေတာအစင်တက်လေးဟိုမှာပေါ့နော်ဘေးကနေ natural diamond စိန်ဖြူတန်လေးနဲ့ခပ်ပေးရတဲ့ပြင်သူကစွတ်စွတ်ခက်ခဲလေးဟိုမှာပေါ့နော်ခြေပုံစံလေးခပ်ပေးရတဲ့နီလာနကတ်လေးပဲဖြစ်ပါတယ်ရှင်ဒါလေးရပါတော့တဘာဝမိုးကုန်းနီလာအစင်တက်လေးဟိုမှာပေါ့နော်စွတ်စွတ်ခက်ခဲနဲ့ခပ်ပေးရတဲ့အပြင်အလဲရလဲနီလာအပွင့်ကြည့်ကြည့်ဟိုမှာပေါ့နော်ခြေပုံစံလေးခပ်ပေးရတဲ့နှစ်စင်နီလာဆွဲတိလေးပဲဖြစ်ပါတယ်ရှင်ဟိုးကြောက်လေးရလဲနော်တစ်ဖြက်ဖြက်နဲ့အရင်ကမှလှနေတော့တာပါပဲရှင်ဒါလေးကတော့လက်စွပ်လေးပဲဖြစ်ပါတယ်ရှင်လက်စွပ်လေးရလဲကြောက်လေးတစ်ဖြက်ဖြက်နဲ့အရင်လှနေရဲ့ပြင်မှာပေါ့နော်ဘေးကသူကလက်ရိုးလေးကိုလည်းရွှေထူထူလေးနဲ့ခတ်ပေးရတာမို့လို့ကိုမမတို့ကဒေးလီဝတ်မယ်ဆိုလို့ရှိရင်လည်းအရင်ကိုအဆင်ပြေပါတယ်နော်ကဲချစ်ခက်ကလေးတို့ကမပြပေးထားတဲ့နီလာအဆက်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့မမင်းတို့ရဲ့ချက်ပေါက်စီဒီမှာလာရောက်မေးမြန်းလို့ရတယ်လို့မင်းတို့ရဲ့ showroom မှာလည်းလာကြည့်လို့ရပါတယ်ရှင်မင်းတို့ရဲ့ showroom လိပ်စာလေးကတော့အမှတ်19ဇေယျဒုက္ခလိုက်တဲ့3ထိပ်သဝနာသင်္ကန်းကျော်ပဲဖြစ်ပါတယ်ရှင်စတဲ့ရမယ်ဖုန်းနံပါတ်လေးကတော့3995134349395353 5611တို့ပဲဖြစ်ပါတယ်ရှင်